ကျွန်တော်ကအခုအပိုင်းနှစ်မှာအကောင့်အသစ်ဖွင့်တဲ့ဟာနဲ့ပတ်သက်တာကျွန်တော်ပြောပြီးတော့နော်အခုအပိုင်းသုံးကကြတော့လက်ရှိဒီကျွန်တော်တို့ဒီနေရာတွေပေါ့နော်ဒါတွေကျွန်တော်ပြောပြသွားမှာပေါ့နော်အသေးစိတ်ပြောပြသွားမှာဆိုပထမဆုံးဒီဘက်ဘက်အပေါ်တောင်းကပေါ့နော်ညသုံးချောင်းကိုကျွန်တော်နှိပ်ပြသူကဒါပဲပေါ်မယ်ဖြောက်မယ် screen ကျင်းနေလို့မြင်ရင်ဖြောက်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒါကပထမဆုံး account ဖွင့်လိုက်ရင်ကျွန်တော်တို့က free account ပေါ့နော် free account ဘယ်လိုသိရလဲဆိုတော့ဝင်ချင်းသင် account ဒီ free version ဖြစ်ပါသည်ပုံမကောင်းမွန်သော feature များအသုံးပြုလိုပါက paid version တို့အဆင့်မြင့်ပါဆိုတာပြောတယ်အဆင့်မြင့်လာတော့ရှင်ဝယ်သုံးကောင်ပြောင်းတာကိုပြောတာပေါ့နော်အဲ့ဒါကိုသူကဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ storm.show ရဲ့ Viber account ကိုတစ်ခါလေးရောက်လာ Viber ကိုတစ်ခါလေးရောက်လာဒီဟာကိုတစ်ချက်နှိပ်လိုက်နော်ဟုတ်ပြီဒါလေးပြီးသွားပြီပေါ့နော်ပြီးသွားရင်ဒီအပေါ်ညာဘက်တောက်မှာတစ်ချက်ကြည့်လိုက်နော်အပေါ်ညာဘက်တောက်မှာကျွန်တော်တို့ကဒီမှာနေနဲ့တစ်ချက်နှိပ်လိုက်ရင် day mode night mode ပေါ့နော်နေနဲ့ညနဲ့ပြောင်းနေတာပေါ့နော်ဒါတစ်ချက်ပြမယ်ပြီးရင်ဒီမှာနောက်တစ်ခုကအယောင်ပေါ့နော်ကိုကြိုက်တဲ့အယောင်ကျွန်တော်တို့ကပြောင်းလို့ရတယ်ကျွန်တော်တို့ကလွယ်လွယ်ကူကူပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့နော်ပြောင်းလို့ရတယ်ပြီးနောက်တစ်ခုကကဘာလုံးပုံပေါ့နော်ကဘာလုံးပုံကတော့ကျွန်တော်တို့ကဒီမှာဒီမြန်မာကျက်ပေါ့နော်ဒါမြန်မာပြည်တွင်းအတွက်ထုတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဝင်တာနဲ့မြန်မာလိုပြမယ်အင်္ဂလိပ်လိုသုံးရတာကြိုက်တဲ့လူကတော့အင်္ဂလိပ်လိုပြမှာပေါ့နော်ဒီမှာအကုန်လုံးအင်္ဂလိပ်လိုဖြစ်သွားလိမ့်မယ်ဒီနေရာတော့မြန်မာလိုပုံနေနော်ပြီးရင်နောက်တစ်ခုကဒီမှာဒါထိုင်းကလည်းဒါပြောမယ်ဆိုရာခိုင်နှုန်းတစ်ခုသုံးတယ်ပေါ့နော်ဒီပါထိုင်းရောက်မြန်မာတွေလည်းသုံးကြတဲ့ခါကျတော့ကျွန်တော်တို့ကအင်္ဂလိပ် version နဲ့ဘတ်နဲ့ပေါ့နော်သုံးလို့ရအောင်ကျွန်တော်စီစဉ်ထားပေးရပါထိုင်းဘာသာစကားတော့မဟုတ်ဘူးပေါ့နော်လောလောဆယ်အထိလည်းထိုင်းလိုဘာသာပြန်ဖို့အတွက်တော့စီစဉ်မရှိဘူးပေါ့နော်ကျွန်တော်တို့ဒါအဓိကပြည်တွင်းအတွက်ကိုအဓိကရည်ရွယ်ထုတ်ထားတာဖြစ်တဲ့ခါကျတော့ပြီးရင်ညာဘက်တောင်ဆုံးမှာကျတော့ဒီ lockout လုပ်တဲ့ဟာလေးပေါ့နော်အကောင့်နဲ့ထွက်တဲ့ဟာလေး okay ဆိုတော့အဲ့ဒါကဒီလက်ရှိအပေါ်ကဘားလေးပေါ့ဒီအပေါ်ကဘားလေးအပေါ်ကဒီဘားလေးတစ်လျှောက်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီ screen လေးပြပေးရန်ရှိဆိုတာကကျွန်တော်တို့ဒါကိုသူများကိုပေးရမယ့်အကျွေးเนาะကိုကဝယ်တဲ့ချိန်ကျရင်အကျွေးနဲ့ဝယ်ထားရင်ဒီမှာလာပြလိမ့်မယ်ရရန်ရှိဆိုတာကိုကသူများကိုအကျွေးပေးထားတဲ့ခါကျရင်ကိုကအကျွေးနဲ့ရောင်းထားတဲ့ခါကျရင်ကိုကသူများဆရာရရမယ်ပတ်စံယနေ့ရောင်းချမှုအမြတ်ဆိုတာဒီနေ့ကိုရောင်းလိုက်တဲ့ပစ္စည်းရဲ့အမြတ်အဲ့ဒါကဘာမှမပါဘူးဝယ်စင်းနဲ့ရောင်းစည်းရဲ့ခြားနာချက်ကိုပဲပြထားတာကိုကဘလောက်နဲ့ဝယ်တယ်ဘလောက်နဲ့တင်အောင်လဲအဲ့ဒါတွေရိုးရိုးလေးပဲပြထားတာလုပ်ငန်းအရှုံးမြတ်မဟုတ်ဘူးဒီရောင်းချမှုအမြတ်ကဒါဒီနေ့ရောင်းရတဲ့ရောင်းအားဝင်ငွေစုစုပေါင်းပေါ့နော်ဒါယနေ့ဝင်ငွေဆိုတာကကိုကဒီနေရာဒီအခြားဝင်ငွေကနေထည့်လိုက်တဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကိုထည့်လိုက်တဲ့ပတ်စံအဲ့ဒါဒီနေ့ထည့်လိုက်ရင်ဒီနေ့ထည့်တဲ့ဟာပြမှာပေါ့နော်တရက်စာပြတာပေါ့နော်ဒီနေရာမှာရှိတယ်ပေးရရှိရန်ရှိရတော့တရက်စာမဟုတ်ဘူးပေါ့နော်ဒီနေ့အထိပေးရမယ့်ငွေဒီနေ့အထိရမယ့်ငွေပေါ့နော်ယနေ့အသုံးစရိတ်ကကျတော့ဒီနေ့ကိုယ့်ရဲ့လုပ်ငန်းမှာသုံးလိုက်ရင်သုံးလိုက်တဲ့စုစုပေါင်းသုံးစရိတ်ကိုပြတာအဲ့ဒါဘယ်မှာလဲဆိုတော့ဒီနေရာမှာဒီမှာသုံးစရိတ်ဆိုတာရှိရနော်ဒီမှာသုံးစရိတ်ဆိုတာရှိရအဲ့နေရာလေးဒါငွေကောက်လက်ကျန်ဆိုတာကဘာကိုပြတာလဲဆိုတော့ဘယ်နေရာဟာပြတာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီလက်ရှိဒီငွေကောက်ပေါ့နော်ဒီငွေကောက်နေမှာရှိသမျှအားလုံးပတ်စံရဲ့စုစုပေါင်းနော်ဒါကျွန်တော်အကောင့်တစ်ဆိုတော့ဘာမှမရှိဘူးဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ကပစ္စည်းလက်ကျန်နော်ဒီငွေကောက်ရပြီနော်ပစ္စည်းလက်ကျန်ဆိုတာကျတော့ကျွန်တော်တို့ကလက်ရှိကိုယ့်စီမှာရှိနေတဲ့ပစ္စည်းရဲ့တန်ဖိုးစုစုပေါင်းပေါ့နော်လက်ရှိဒီနေ့ထိရှိနေတဲ့တန်ဖိုးစုစုပေါင်းဒီနေရာကိုကျွန်တော်တို့ပြတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအနှစ်ချုပ်ဆိုတဲ့နေရာပေါ့နော်ဒီပေါ်ချင်းဒီ screen တစ်ခုကိုကျွန်တော်တို့ရပြီနော်ဒီတိစင်ပြေပြီနော် okay စင်ပြေကျွန်တော်ဆက်သွားမယ်ဒီမှာအပိုင်းကြီး၄ပိုင်းရှိတယ်မူလစာမျက်နှာဆိုတဲ့တစ်ပိုင်းရှိတယ်အဓိကဆိုတဲ့တစ်ပိုင်းရှိတယ်ပြီးရင်အစင်ခံစာဆိုတာတစ်ပိုင်းရှိတယ်ပြင်ဆင်မှုဆိုတာတစ်ပိုင်းရှိတယ်